ပါရှင်ဒီနေ့ကတော့ battery လေးပါရှင်ဒီနေ့ကတော့နာမည်လေးတွေရဲ့ပေါ့နော်နာမည်ရဲ့အသက်ရဲ့အတန်းရဲ့ပေါ့နော်ကြောက်ပြပါမယ်အတန်းကတော့ပြောချင်တယ်တူတူပဲလက်မတွေ့လဲခေါ်လက်မတွေ့လဲခေါ်မဝတ်ကျွေးမယ်ဟုတ်တယ်သူ့ဘယ်တော့သူဝအောင်စားအရင်ဆုံးအမစားပါမရှင်ပြောပါအမီရဲ့အတန်းရဲ့အသက်ရဲ့ပေါ့နော်အမီရကြရများတက်ခင်အတန်းစရုပ်ထားတယ်โอเคအသက်က9နှစ်9နှစ်ပါတယ်နော်ပြီးရင်ဒီမှစမယ်ရှင်အမီလေးမိတ်ဆက်ပြပါဦးအမီရတော့မမေတော့မပါရှင့်တန်းအောင်အတန်း4တန်းပါရှင့်ပြီးရင်အသက်ကရောရှင့်အသက်က9နှစ်ပါရှင့်ဒီမြောက်ကတော့တူတူပါပဲနော်လာလေးပဲကွာမှာပေါ့နောက်ဆုံးတစ်ယောက်ပြီးကြမှာချန်ဒီအမရေခုံးရည်ပဲကိုင်းတယ်အမနာမည်လေးမိတ်ဆက်ပြပါရှင့်သူရတိချာဆီယမလည်းအမရေတေချာလေးပြောပါသူရတိချာအသက်ကရောတက်က9နှစ်ခွဲ9နှစ်ခွဲပေါ့နော် तू ကကြီးပြီပေါ့အတန်းရောတန်4တန်းမှာသူပဲပေါ့နော်နောက်ဆုံးတော့ကျမအခလေးရောက်ရှိလာပါကျမတော့မတုံးသစင်အောင်လို့ခေါ်ပါရှင်အတန်းကတော့စရုပ်ထတန်းမှာရှင်အတန်းနေရတော့အကုန်တူတူပါပဲရှင်ကျမအကြီးဆုံးပေါ့နော်အဲ့ထဲမှာအကြီးဆုံးပေါ့အကြီးဆုံးဟွာပေါ့အသက်က7နှစ်တလပိုင်းပြည်မှာပါရှင်မွေးနေ့လက်ဆောင်ကြတယ်မပြည့်သေးဘူးပြည့်တယ်လားလာမဲ့တလပိုင်းမှာပြည်7မပြည့်သေးဘူးဟုတ်တယ်ကဲပါရှင်ဟုတ်ပါရှင်အငယ်ဆုံးအကြီးဆုံးကကြတော့ကျမပါရှင်သူကကြတော့ဒုတိယအကြီးဆုံးလေးပေါ့သူကကြတော့တတိယအကြီးဆုံးပဲသူကတော့အငယ်ဆုံးလေးပေါ့ရှင်အထွေးဆုံးလေးအငယ်ဆုံးအထွေးဆုံးလေးအငယ်ဆုံးလေးဖြစ်ပါတယ်ရှင်သူကတော့ချိန်မွေးမီမလောက်လက်မွေးမီမလောက်လေးပါဒီပါလားမဲအိမ်မနေတော့ကဆိုချွေမင်းမင်းတော့လက်မွေးမင်းပါပေါ့နော်ကျမတို့ဒီအပိုင်းမှာပေါ့နော်တင်ပေးထားပါမယ်ရှင်ဆောင်းမပြီးသွားလို့ပါဆောင်းမပြီးသွားရင်ကျူရှင်မဆောင်းမဖြေရပါရှင်နာမည်လေးကိုပြောပြပါမယ်ရှင်နာမည်ဘာမှမအမလေးနိုင်တော့သွားပြီလား